哦，不话漂亮，这是一个脏物标给了。不话漂亮，这是一个脏，不话漂亮，这是一个脏来标给。普通也不话，老干嘛西家的路里也，古巴文件嘛西家的路里也不话，漂亮标给他嘛，不话漂亮的标了。面阿片个都不话高江路都了嘛，不话个一件阿片崩破家的，高江里的啥七亿破家路。不只是俺东的不话，高江路都年。他们讲的不话嘛，古不话就漂的来漂，古不话路嘞，这全部过的也不话，南疆漂的来漂。还这是的上叫我送里的标标比的多。那个也啥比的，没关讲给我啥比标那个。还他们等讲啊讲里的标的，等那玻璃讲里啊那个里以为。木就来标路呀的，等一等来标路呀。我们不玩嘛个，江山里家己看过瓦龙啊啥野呀那个，多大半夜有带的，我们等一讲，下到屋顶那。那这个以为要拉路，是单样看下。我们等讲啊，等别讲哩，下到当个路的，知道时间来洗，来一来拿。哎，我们路讲啊的，我们等讲啊的，我们路啊。木兰丹江安尼呢，我们都到办一个月，当边嘛通过一个出来去。那里通过一个个通过江考的，去个木兰丹江，东海南、东南、西南，那里江路标下来不呢？我们都啊东海南么尼亚的，这两个啥呀？不管我漂木呀，对，谁呀都马的个，不管我北边比的，这个第个不鼓励呗。哎嘛，所以那没办法。讲嘛，所以那菜呀，讲都讲到讲里的月嘛，没办法你亚的钱呢，现在你亚的钱呢哈，我钱没阿片的，么标本的一般阿片表演，东岸超市阿爷嘛，讲不一老的想嘛你们对呀，讲那一点嘛想嘛的呢对你呀的，当然要哟，父母定讲我你拿的路说了，雷拉昂登路雷拉的。哎，现在当俺老的个有的路，人家当俺有的路，没把现在嘛有的路，大家自己在巴拉比的，有的啦呗。当然要到这两个现嘛的有的啦不，那里边挂嘛的，父母等下现在当俺老，我也很着急。现嘛的哎呀，地方路跑嘛，你的，当着没的也没不，苦个现嘛一稀巴的，这个路比标个人现嘛有比标然好。别表的里头有吧？古人东啊，古对呢，古还古亲近一咯。古是古呢，古对个大的变表了。我们那路里个记得路里哈，苗苗呗，这样的这样没度下。这就话来娘讲来的，这就话来娘奶来的，这就话来多来吃吃来的，这就话来ACC你来的，ACC你那个呗娘讲来的娘奶那个挂多边是大呗都。多来来，你那个个呗，雷马比多来来，阳光比多来来，西的路，粗比多来来的嘞，西那呗，格里的帮，对吧？格里的帮我的路大粗野，现在他妈讲外边比的都没西，路基不往家人那边，这路边多来来粗来的皮筋片面，多来那个阿木一样，粗来讲那个谁在办菜呀？皮皮那个阿木一样。并不把那个都话的那都不是压一步，除了讲那个谁在野呀，等于今天嘛个别没读，这就皮皮碎碎录的录起的，这就面面上上录的都起的，录的录着，没读不，苦得越压了嘛，也等啊今天嘛的，木压个都挂着了，是他呗哎啦，我谁在野起的路挂着起的路，木压野来挂了。这个他表现那个，哎，你这样以为的嘛，慢慢呀，再看嘞，但是特别再看，也没看见么？父母也没看见，但是父母也没看见，不是说不多也看见东西。这边等眼睛里讲到，我是要讲的，都记下来，也看见的都里拉路，还都上天。人家嘛没记到，前年这个表记，但月压了都没记到，别也看见嘛种挂路。路都变皮家的，父母也没看见，路来也没看见。
ဒါပေမဲ့အရင်မခံနာခြင်းမခိုင်နေတာချင်းတူတူဘာကွာသွားတော့ဆိုတော့သူတို့အရင်မခံခြင်းပုံကြီးကတစ်မျိုးကြီးစာမရလို့ရိုက်တယ်နောက်နေရောစာရအောင်ကြက်လားဆိုမကြက်ကစားလို့ရိုက်တယ်ပြေးလို့ရိုက်တယ်ဟိုးအမြင့်မော်တက်လို့ရတယ်ရိုက်တယ်ရေကံမော်တက်လို့ရိုက်တယ်ကျောင်းဝင်းနေရမော်တကုတ်ကတ်တက်လို့ရိုက်တယ်ရိုက်တဲ့ခါခံရပြီးနေလိုက်ပေါ်ထားတယ်မလုပ်တော့နဲ့မို့သူတို့ထပ်လုပ်တာပဲသူတို့ထပ်လုပ်တာပဲဖုံဖုံစိတ်နဲ့သာနိုင်ကြည့်တော့တခါရိုက်ခံရဓာတ်တောင်ရိုက်ခံရတော့မလုပ်တော့ဘူးပေါ့မလုပ်တော့ဘူးပေါ့ဘာလို့မှတော့လက်ကားဆရာမပဲကိုကောင်းစေခြင်းလို့ရိုက်တာကိုသိတာပဲဒါကြောင့်ရိုက်တယ်မလုပ်တော့ဘူးပေါ့ဒါသူတို့ကြတော့အံ့စရာကောင်းတာအဲ့လိုကိုအရိုက်ခံနေတာငယ်တုန်းကတော့ဒီအတွေးသာရှိတာအဖြေမရှိဘူးပေါ့အတွေးသာရှိတာသူတို့မပြောပြဘူးပေါ့လေဖုံဖုံကြတော့ဘလို့ကြောင့်ရိုက်ခံတာလို့ဆိုတော့မဟာရိုက်ခံရတာစာအုပ်မရိုက်ခံရတာအဖြေစာအုပ်တင်တော့အမှန်နေတာစာအုပ်မရိုက်ခံရတာစိတ်ထဲမှာတော်တော်ခံစားရတယ်ဖုံဖုံတင်ကြောင်းကလေးကလုံးဝအရိုက်မခံရအောင်လေးလားဆရာသမားရိုက်ဆုံးမတာကိုအပြစ်မမြင်ပါဘူးခုလဲဆရာမကြီးရှိနေသေးတယ်ဖုံဖုံတို့တန်းကဆရာမရန်ကုန်မှာရောက်နေတယ်လို့ကြားဆရာမတွေကျောင်းသားတွေကိုလိမ္မာစီတုံးနဲ့ရိုက်တာအပြစ်မမြင်ဒါပေမဲ့ကိုယ့်ဘဝမှာအဲ့လိုမှားရိုက်ခံလိုက်ရတာကြီးကိုတော့စိတ်ထဲမှာတော်တော်ခံစားဖြစ်ဟိုစိတ်ထဲမှာတော့ဆရာမတွေကမှန်အောင်နည်းနည်းလေးဂယုစိုက်ပါလားဆိုတော့တွေ့ကြည့်တော့သူတို့လည်းအိမ်ရတီထောင်လူတို့ပေါ်မှာနေတဲ့သူတွေပဲသားရည်သမီးစီဝါရေးလူမှုရေးတခြားအရေးတွေလည်းရှိမှာပဲပြေလေတာမပြေလေတာလည်းရှိမှာပဲဟိုစိတ်ရှုပ်နေတဲ့အချိန်ဆိုတာလည်းရှိမှာပဲအဲ့လိုထိတဲ့ဘုံဘုံတို့ကဖြေသာခဲ့ပါလေငယ်တုန်းကအဲ့လိုမသိပေမဲ့တော့ကြီးတော့ဖြေသာတာပေါ့ငယ်တုန်းကတော့ဆရာဆိုတာရိုက်မှာပဲဒါပေမဲ့ငါဘာလို့မှားရိုက်ခံမဟုတ်ဘဲနဲ့ရိုက်ခံရတယ်ငါကောင်းရသားနဲ့ဆိုးတယ်ထင်ခံရတယ်ငါမှန်ရသားနဲ့မှားတယ်ထင်ခံရတယ်ဆိုပြီးအဲ့လိုစိတ်ထဲဖြစ်ခဲ့ကြတာဘုံဘုံတို့ဘဝနဲ့ချီပြောရင်အရိုက်ခံရခဲ့တယ်အရိုက်လည်းမခံရဘူးတကယ်လို့များအရိုက်ခံရရင်လည်းကိုမလို့အရိုက်ခံရင်တက်တက်လုံးမမအောင်ဘူးဟောအဲ့ဒီမှာလေနောက်ပိုင်းမှာအသီးတွေဝင်လာဘုန်းတော်ကြီးမြတ်စွာဘုရားကာတိငင်းတိန်နဲ့လူပါလေတရားဟောငင်းတိန်ကသူ့အကြောင်းပြောတာပေါ့အရှင်ဘုရားယဟန်တော်တွေကိုဘလို့ဆုံးမပါသလဲဘုရားတပည့်တပန်းတွေကိုဘလို့ဆုံးမပါသလဲဘုရားဘုရားရှင်ကိုတော်မြတ်ကြီးကငါမောင်အသင်ကရောဘလို့များဆုံးမသလဲသိမြည်တယ်ဟောကြာဖို့တန်လေးဝေ့လိုက်ကြာဖို့တန်လေးပေးလိုက်ယုံနဲ့အတန်လေးပေးလိုက်ယုံနဲ့ပြေးမဲ့မြင်မျိုးဆိုအတန်လေးပေးလိုက်ကြာဖို့အယောင်လေးကိုပြမှပြေးမဲ့မြင်ဆိုရင်အရေးအယောင်လေးပြလိုက်ကြာဖို့အတန်လေးပေးမှပြေးမဲ့လို့ဆိုအတန်လေးပေးလိုက်နောက်ဆုံးကြာဖို့နဲ့ရိုက်လို့ထိမှပြေးမဲ့မြင်ဆိုရင်လည်းကြာဖို့နဲ့ရိုက်လိုက်တာနောက်ဆုံးရိုက်တာတော့မှသာသာရိုက်မှပြေးမဲ့မြင်ဆိုသာသာပဲရိုက်တယ်နာရိုက်မှပြေးမဲ့မြင်ဆိုနာရိုက်တယ်နောက်ဆုံးဘုရားအကုန်ပြောလိုက်မယ်ရိုက်လည်းမပြေးမဲ့မြင်ဆိုရင်တတ်စားလိုက်တယ်ဒီလိုပဲပြောလိုက်ရမှာဘောလေတတ်စားတယ်လို့အဲ့ဒီမှာတင်ဘုရားရှင်ကိုတော်မြတ်ကြီးကတပိသားတာဝကတွေကိုသန္တရာဒုက္ခကလွတ်ရလွတ်ကြောင်းနိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းတွေကိုဟောဖို့ညွန်ပြဆိုဆုံးမတဲ့အခါမှာအဲ့ဒီမြင်တိန်ပြောတဲ့အတိုင်းပဲပြန်ပြီးတော့ဘုန်းတော်ကြီးမြတ်စွာဘုရားဟောတယ်ဟေတို့တပည့်တွေကိုလည်းပဲအတန်ပေးရဆိုအတန်ပဲပေးလိုက်တယ်အရေးအယောင်ပြရုံဆိုလဲအရေးအယောင်ပဲပြတချို့ပုဂ္ဂိုလ်တွေကအတန်လေးပေးလိုက်ယုံနဲ့ကိုကိုလှုပ်เสียရှိတာတွေလှုပ်သွားတယ်တချို့ပုဂ္ဂိုလ်တွေကြတော့အရေးအယောင်လေးပြယုံနဲ့ပဲကိုလှုပ်တွေလှုပ်သွားကြတာကိုသီလကိုသမာဓိကိုပညာတွေရှင်းသွားတယ်တချို့ပုဂ္ဂိုလ်ကြတော့နည်းနည်းလေးနာအောင်ရိုက်မှလို့ပဲနာလေးနည်းနည်းလေးရိုက်မှပဲသီလသမာဓိပညာဖြည့်ကျင့်ရတယ်ဆိုရင်လေနည်းနည်းလေးရိုက်တယ်လို့မျိုးကိုစကားတော်နဲ့ရိုက်ပေးရတာတရားတော်နဲ့ရိုက်ပေးရရိုက်တာတော့မှတချို့ကနာရိုက်မှပြီးမဲ့သဘောမျိုးဆိုရင်တရားစကားတော်နဲ့နာလေးရိုက်ပြီးမောဃပုရိသစသည်အဖြစ်အရေးဆုံးအောင်ရိုက်မှဆိုရင်လည်းအရေးဆုံးအောင်ရိုက်ပြီးဖို့အရေးကြီးတာသီလတော်တွေကျင့်ဖို့အရေးကြီးတယ်သမာဓိတွေကျင့်ဖို့အရေးကြီးတယ်ပညာတွေကျင့်ဖို့အရေးကြီးတယ်သီလသမာဓိပညာကျင့်ဖို့ပဲသီလတော်တွေကျင့်ဖို့အရေးကြီးတယ်သမာဓိတော်တွေကျင့်ဖို့အရေးကြီးတယ်ပညာတော်တွေကျင့်ဖို့အရေးကြီးတယ်သီလသမာဓိပညာကျင့်ဖို့ပဲအရေးကြီးဘုန်းတော်ကြီးမြတ်စွာဘုရားကမြင်းတိန်ကမြင်းတွေကိုလိမ္မာအောင်ဆုံးမတယ်လို့ဆုံးမတော်
ဒါမြင်းတိုင်းကိုဟောလို့မြင်းတိုင်းသိထားတဲ့အတိမြင်းတိုင်းသိထားတဲ့အတိညာနဲ့သင်လျော်အောင်ပြန်ဟောပြတာကိုနောက်ဆုံးပြောမရတော့တဲ့ပုဂ္ဂိုလ်မျိုးကြတော့အရှင်ဒေဝရတ်လိုပုဂ္ဂိုလ်မျိုးပေါ့အရှင်ဒေဝရတ်အဖွဲ့လိုပုဂ္ဂိုလ်မျိုးကြတော့တတ်စားလိုက်တယ်ဆိုတာဘုရားရှင်ကိုရောမြတ်ကြီးကတတ်စားတယ်တော့ပဲဟုတ်မဆုံးမတော့သောအားဖြင့်နေလိုက်တာကိုတတ်စားတယ်လို့ခေါ်။အော်အဲ့ဒီမှာနေဆရာဆရာမတွေဘာငယ်သမီးငယ်တွေကျောင်းသူကျောင်းသားတွေရဲ့ဘဝလမ်းကြောင်းကြီးဖြောင်းအောင်လို့ဆရာဆရာမတွေထဲပါမိဘတွေရောပေါ့။ဘာငယ်သမီးငယ်တို့ရဲ့မိတွေမြစ်တွေရဲ့ဘဝလမ်းကြောင်းဖြောင်းအောင်လို့စီမံဆောင်ရွက်ကြတဲ့မိဘကိုသားသမီးဟာဘလို့ကလေးလေကိုတပည့်ဟာဘလို့ကလေးလေအရေးကိုစုံအောင်ရိုက်မှဘဝလမ်းကြောင်းဖြောင်းမှာလားအရေးပြယုံနဲ့ဘဝလမ်းကြောင်းဖြောင်းမှာလားအတန်ပေးယုံနဲ့ဘဝလမ်းကြောင်းဖြောင်းမှာလားအဲ့ဒါလေးကိုသိစေချင်တာအဲ့ဒါလေးကိုသိစေချင်ရှိပါတယ်တပည့်ထဲမှာလည်း2မျိုး3မျိုး4မျိုးရှိတာပဲအစုံ5မျိုးထိသားသမီးမှာလည်း1မျိုး2မျိုး3မျိုး4မျိုး5မျိုးထိရှိတာတဲ့အဲ့တော့ဒီဘဝလမ်းကြောင်းဖြောင်းအောင်လုပ်ပြီးတဲ့ဆရာသမားတွေဘဝလမ်းကြောင်းဖြောင်းအောင်လုပ်ပြီးတဲ့မိဘတွေဟာဒါလေးသိထားရင်မတော့ကောင်းဘူးခုခေတ်သားတွေသမီးတွေကိုမိဘတွေကခုခေတ်သားတွေသမီးတွေကိုဆရာတွေကတပည့်တွေကိုဆရာတွေကအိုးကိုရိုက်တာဝါသနာပါတိုင်းရိုက်နေကြတဲ့ဆရာသမားတွေရှိတယ်အပြစ်မဟုတ်ပါဘူးကောင်းစေခြင်းနဲ့စိတ်ထားပါဘူးဒါပေမဲ့မြင်းမထိန်တတ်တဲ့မြင်းတိတ်ထိန်လို့ဘယ်မြင်းမှမရင်ကျေးသလိုမလိမ္မာသလိုအဲ့ဒါလိုများကိုကရိုက်ဆုံးမှရမယ်လို့တထစ်ကြပုံတွေများတွက်ထားတယ်ဆရာဆရာမတွေလည်းတူတူပဲမိဘတွေလည်းတူတူစကားပြောဆိုကြမ်းကြမ်းတမ်းတမ်းနဲ့ကိုဆူဟဲငေါ့ဟဲပြောခဲဆိုမှနောက်သမီးကစာကျက်မယ်တပည့်တစ်ပန်းတွေကစာကျက်မယ်သားသမီးကလိမ္မာမယ်တပည့်တစ်ပန်းကလိမ္မာလေအေးငါဒီလိုပြောတာတော့မရအောင်လုပ်နေရတာဆိုရင်ဒီတရားစကားလေးများကြားရရင်နားလည်ပေးကြပါကိုသားသမီးကဘယ်လိုပုဂ္ဂိုလ်ဖုံဖုံဆိုရင်အရေးပြအထိမခံနိုင်နားအဆူမခံနိုင်အရေးပြယုံနဲ့အယောင်မြင်ပြီးတော့ကိုပြေးပါတယ်ကွယ်အတန်ပေးယုံနဲ့ကိုဟေးလို့အော်စရာမလိုပဲနဲ့ပြေးပါကိုဘဝမှာကိုဘဝလမ်းကြောင်းတိုးတက်အောင်ကိုလှုပ်လာခဲ့တာပါလောကကြီးမှာဆင်းရဲတာချမ်းသာတာနဲ့မဆိုင်ဘူးလူငယ်သားတွေသမီးတွေဟာဟိုငယ်ရွယ်ရစပြီး16နှစ်အစိတ်တွေလည်းတူတူပဲကိုကအဆူအငေါ့အပြောအဆိုးအရိုက်အပုတ်အိုးဘာမှလုံးဝအလုံးမခံရင်တဲ့သားသမီးတွေဟာတချို့မိဘတွေကအဲ့လိုရိုက်လွန်အားကြီးလို့ဆူလွန်အားကြီးလို့ပြောလွန်အားကြီးလို့ကိုရွဲ့နေတဲ့မြင်းတွေရှိတယ်လမ်းကြောင်းတွဲပြေးတဲ့မြင်းတွေရှိတယ်ပြန်ပြီးနောက်ကိုဖနှောင်းတဲ့မြင်းနဲ့ကန်တဲ့မြင်းတွေရှိတယ်။အော်ဘုရားရှင်ကိုတော်မြတ်ကြီးကသာသနာတော်မှာတပည့်တန်ဃာတွေကိုဘယ်လောက်ကြီးပွားတိုးတက်အောင်ဆုံးမသလဲလူရွာနတ်ရွာဗြဟ္မရွာကိုရောက်ဖို့တင်မကပါဘူးအဲ့ဒါတွေကအဓိကမဟုတ်တော့ကိလေသာကုန်ခန့်ယဟန္တာဖြစ်ဖို့ကိလေသာတွေနည်းပါးပြီးအရိယသောတာပန်တဂရကအနာဂံတွေဖြစ်ဖို့ယဟန္တာတွေဖြစ်ဖို့ဒီဆုံးမတော်မူတဲ့ဘုရားရှင်ကိုတော်မြတ်ကြီးတော်မှာဆုံးမပုံဆုံးမနည်းကိုအဲ့လိုလေးတွေအမျိုးမျိုးဆုံးမတာကျောင်းဆရာဆရာမတွေလည်းပဲဒီအတိလေးရှိရင်ရှိပါတယ်လေမေ့နေတာနေမှာရှိပါတယ်ဆရာဆရာမတွေပဲဟိုအထင်သေးတဲ့စကားပြောတာမဟုတ်ပါဘူးရှိမှာဒါပေမဲ့ကိုယ်သားရေးသမီးရေးစီးပွားရေးကြီးပွားရေးလူမှုရေးလောကပတ်ဝန်းကျင်အရှုပ်အထွေးတွေနဲ့အဲ့ဒါတွေကိုစိတ်ရှုပ်ပြီးတော့ဟဲဒီလူလဲအော်မရမယ်ဟိုလူလဲအော်မရမယ်ဒီလူလဲရိုက်မရမယ်ဟိုလူလဲရိုက်မရမယ်ဒီလူလဲဆူမရမယ်ဟိုလူလဲဆူမရမယ်ဆိုတဲ့အဲ့ဒီစိတ်သက်မျိုးနဲ့များတသမတ်ထဲဆုံးမရင်မြင်းတိန်ကောင်းပဲဖြစ်တော့မှာတော့မြင်းနေလိမ်မအောင်လုပ်ပြတဲ့သူပဲဖြစ်တော့မှာကိုလှုပ်ချင်ရလုပ်တဲ့သူဖြစ်မှာပေါ့မိဘတွေလည်းဒီတိုင်းပဲကိုမိသားစုအရေးကိုလူမှုရေးအရေးတွေနဲ့ရှုပ်ရှက်ခတ်တဲ့အခါမှာကိုမိဘအရေးကိုလူမှုရေးကိုသားသမီးအရေးတွေနဲ့ရှုပ်ရှက်ခတ်နေတဲ့အခါမှာကိုဘလို့များကိုသားသမီးတွေကိုဆုံးမမလဲ။အော်ဒီအသီလေးရှိရင်ဘယ်လောက်ကောင်းမလဲ။ခမုန်းလေကြိုးစားကြည့်တယ်ကိုနာကလူတွေကိုကလေးလို့လူကြီးလို့လူငယ်လို့လူရွယ်လို့ယောက်ျားလို့တစ်မျိုးမိန်းမလို့တစ်မျိုးအဲ့ဒါလိုမျိုးပဲဖုံဖုံကဆုံးမတာဝါသနာပါတယ်။တပြေးတဲ့တစ်မျိုးတည်းတော့မပြောပါဘူး။ဒီလူကိုဒီလိုလေးဆုံးမဟိုလူကိုဟိုလိုလေးဆုံးမလို့ဆုံးမပုံဆုံးမနီးလေးတွေဟာကိုလည်းပဲဘုရားရှင်ကိုတော်မြတ်ကြီးမှမဟုတ်တာဘုရားလောင်းမှမဟုတ်တာဒါပေမဲ့မြင်းတိန်ကြီးပြောသလိုသဘောကျပြီးတော့အဲ့လိုဆုံးမပေးပါတယ်အမေဖေတို့ဆရာသမားတို့ဆရာဆရာမတို့ဥဆောင်နေကြတဲ့ခေါင်းဆောင်တို့မိမိတို့ရဲ့သားသမီးတွေကိုမိမိတို့ရဲ့တပည့်တပန်းတွေကိုမိမိတို့ရဲ့နောက်လိုက်တွေကိုကိုဘယ်လိုဆုံးမနေကြတယ်လဲဘုံဘုံတော့လေအဲ့ဒီတရန်းအရွယ်ကလေးကဆရာမရိုက်ပြီးကလေးကငါဘယ်တော့မှလူကြီးဖြစ်ရင်ငါဘယ်တော့ဖြစ်ဖြစ်ဆရာဖြစ်ငါဘယ်တော့ဖြစ်ဖြစ်အသက်အရွယ်ကြီးလာရင်ခေါင်းဆောင်ဖြစ်လာရင်
ကိုဆုံးမခြင်းတို့ပုံသေးဒီလိုကြီးနဲ့တော့ငါပြောမယ်ဒီလိုကြီးနဲ့တော့ဆူမယ်ဒီလိုကြီးနဲ့တော့ရိုက်မယ်လို့အဲ့ဒီကတဲ့ကိုကစိတ်ကလက်မခံခဲ့ဘူးအဲ့ဒီအတိလေးကြောင့်မို့ပဲအလုံးကိုကျေးဇူးကြီးပါတယ်ဆရာသမားတွေပြောပြတဲ့အတွက်ကိုပဲဆရာသမားတွေရှေ့ကလှုပ်ပြတာတွေကိုပဲမိဘတွေပြောပြတဲ့အတွက်မိဘတွေလှုပ်ပြတာတွေအတွက်အဲ့ဒါတွေကိုကြည်ပြီးတော့ကိုဘဝကိုကိုဖြောက်အောင်ဘယ်လိုသွားမလဲသားတွေသမီးတွေကလည်းပဲလူတိုင်းတိုးတက်ချင်ကြတယ်ကြီးပွားချင်ကြတယ်ဆိုရင်အရင်မခံရင်နဲ့စိတ်ထားနဲ့အရင်မခံရင်ုံနဲ့မကောက်ဒါကြောင့်တစ်ချက်ရိုက်ခံရရင်ဒါမကောင်းဘူးဆိုဒါမလုပ်ယုံပေါ့ဒါကြောင့်တစ်ချက်အပြောခံရရင်ဒါမကောင်းဘူးဆိုဒါမပြောယုံပေါ့ဒါတွေစိတ်ကူးလို့ရှိရင်ဒါကြောင့်ဒီလိုရိုက်ခံရရင်ဒါတွေစိတ်မကူးတော့သလိုပေါ့အဲ့တော့မလုပ်မပြောမအဲ့ဒီအတိုင်းလေးများမိမိတို့ကအရင်မခံပဲမခံရင်နဲ့စိတ်ဓာတ်နဲ့ညာအရင်မခံရအောင်နောင်အရင်မခံရအောင်နေသွားရင်ဘဝဖြောင်းတဲ့ဖြောင်းကောင်းတဲ့ကောင်းတာပေါ့အဲ့ဒီအတိလေးတွေမိမိတို့မှာဝင်သွားရင်သားသမီးတွေကလည်းကိုဖြောင်းအောင်သွားပါမိဘဆရာသမားတွေကလည်းဖြောင်းအောင်ဆုံးမပါဘုံဘုံတို့တော့ကိုတိုင်လေးဆရာသမားဖြစ်တယ်ကိုတိုင်လေးတပည့်လို့နှလုံးသွင်းပြီးတော့အရင်မခံရအောင်အဟင်းအဟောက်အယောင်မပြနိုင်အောင်ပဲအဲ့ဒါနဲ့ပဲဘုံဘုံတို့ကတော့ဘဝကိုဖြောင်းအောင်တဖြည်းဖြည်းနဲ့ပြောင်းလာခဲ့တာပါဒီတရားစကားကိုနားလည်ပြီးတော့မိဘဆရာသမားတွေရောလူကြီးသူမတွေရောခေါင်းဆောင်တွေရောအားလုံးနောက်သားတွေသမီးတွေရောတပည့်တပန်းတွေရောနောက်လိုက်တွေရောအားလုံးအရေးအယောင်ပြယုံနဲ့ကောင်းတဲ့ကောက်အောင်ဘဝဖြောင်းအောင်များတွားနိုင်ရင်ဘလောက်ကြီးပွားတိုးတက်လိုက်မလဲအောက်ကြနောက်ကြဖြစ်တဲ့ဘဝတွေကလွတ်ပြီးတော့အထက်တန်းကြမျက်နှာပန်းလှလှဘဝတွေရရှိစံစားပြီးတော့နိဗ္ဗာန်တိုင်ထိကောင်းကျိုးချမ်းသာတွေစံစားနိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေကုန်သတည်း